အတိတ်ကိုပြန်တွေးပြီးတော့မဆွေးနဲ့လွမ်းမနေနဲ့မလာသေးတဲ့မဖြစ်လာသေးတဲ့အရာတွေပေါ်သွားပြီးတော့တန်တမနေနဲ့ဖြစ်ချင်စိတ်တွေနဲ့တောင်းတမနေနဲ့လူဆိုတာအမြဲတမ်းအတိတ်ကိုလွမ်းပြီးအနာဂတ်ကိုမျှော်နေတာပဲကောင်းရင်လွမ်းတတ်ပေါ့လေမကောင်းရင်တော့မလွမ်းဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျှော်လင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကမြတ်စွာဘုရားပြန်မတွေးနဲ့လို့ပြောတာသမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောမယ်အဲ့ဒါသမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ကတော့အလကားပဲလေမရသေးတာကိုလည်းပဲမျောလင့်တန်တာပြီးတော့မနေနဲ့တဲ့ဘာဖြစ်လို့တော့ဆိုအကြောင်းပြတော့အတိတ်ဆိုတာကုန်ခဲ့ပြီလေတဲ့မရှိတော့ဘူးလေဟုတ်တယ်အတွေးထဲမှာသာရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာအဲ့တော့မရှိတော့တာကိုပြန်လွမ်းနေတယ်လို့ဖြစ်နေကြုံတော့ကြုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တော့လူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိတာကိုပြန်တွေးနေတဲ့အတိတ်ပဲဖြစ်သွားတယ်